399ပါမန္တလေးမြို့မဟာအောင်မြေမြို့နယ်ကရက်ကွက်ရုံဓမာယုံစတဲ့နေရာတွေမှာမတ်လ24ရက်နေ့မနက်ပိုင်းကစပြီးစစ်ကောင်စီကမြို့ကန်လူငယ်လူရွယ်တွေကိုလူစုမဲနိုင်ခိုင်းပြီးစစ်သားတစ်စုဆောင်းပေးနေပါတယ်စစ်သားနဲ့ပြူစောထီတွေမိသက်တပ်ဖွဲ့ဝင်တွေအပါအဝင်အင်အား90လောက်နဲ့လုံခြုံရေးရယူပြီးစစ်မှုထမ်းဖို့မဲနိုင်ခိုင်းတာပါစစ်မှုထမ်းဖို့အကျုံးဝင်တဲ့လူငယ်တွေနဲ့သူတို့ရဲ့မိသားစုဝင်တွေကိုမလာမနေရအတင်းကျပ်ဆင့်ခေါ်ပြီးမဲနှိုက်ခိုင်းတာလို့မဟာအောင်မြေမြို့နယ်လန်ဒန်ဝင်းရက်ကွက်နေအမျိုးသမီးတယောက်ကပြောပြပါတယ်စစ်ကောင်စီဟာစစ်မှုထမ်းဥပဒေကိုအသက်သွင်းခဲ့တာတစ်နှစ်ကျော်ရှိလာပြီးခုဆိုရင်အပတ်စဉ်17ထိရောက်လာပါပြီအပတ်စဉ်တစ်ခုကိုလူ9000နှုန်းနဲ့ခေါ်မယ်လို့စစ်ကောင်စီဘက်ကထုတ်ပြောထားတာကြောင့်တစ်နှစ်ကျော်အတွင်းမှာလူ9000ကျော်စုဆောင်းခဲ့ပြီးဖြစ်တယ်လို့နားလည်ရပါတယ်အခုမန္တလေးမြို့မှာမဲနှိုက်ခိုင်းတာဟာလာမယ့်စစ်မှုထမ်းအပတ်စဉ်စနစ်တစ်ခုတည်းအတွက်မဟုတ်ပဲနောင်လာမယ့်အပတ်စဉ်တွေအတွက်ပါတပါးတည်းနှိုက်ရတာလို့မဲနှိုက်ဖို့စောင့်ဆိုင်နေတဲ့မြို့ကန်တွေစီကနေသိရပါတယ်မဲပေါက်တဲ့သူတွေကိုဘယ်အချိန်လာရောက်ဖမ်းခေါ်ပြီးစစ်သားတစ်စုမယ်ဆိုတာအသေးစိတ်မသိရသေးရကြောင်းမြို့ကန်တွေကစိုးရိမ်နေကြပါတယ်ဘယ်နေရောက်ပါမယ်ဘာညာကိုလေသူတို့တိတိကျကျမပြောဘူးရှင်အဲ့အတွက်တော့လေမိဘတွေကတော်တော်စိုးရိမ်နေရတာပေါ့နော်ဥပမာအပတ်စဉ်ကိုဘယ်နေရောက်ပါသွားဘယ်နေရောက်ခေါ်မယ်ပေါ့နော်အဲ့လိုမျိုးလေးပြောလို့ရှိရင်တော့နည်းနည်းဟိုဖြစ်တာပေါ့အခုကသူကတိကျလေးပြောမထားဘူးရှင်စစ်မှုထမ်းဖို့အသက်ပြည့်မီတဲ့ဘသူမဆိုလွတ်ကင်းခွင့်မရှိပဲမိသားစုတွေကတော့ကိုစားမဲနိုင်ခွင့်ရပါတယ်မလာဘူးဆိုရင်တော့ရက်ကွက်ရုံအဖွဲ့ဝင်တွေကကိုစားမဲနိုင်ပြီးစစ်မှုထမ်းဖို့မဲပေါက်သူတွေကမိုက်ခရိုဖုန်းနဲ့ကြီးညာနေတယ်လို့လည်းမြို့ကန်တွေကပြောပါတယ်ဒီလိုမဲနိုင်ရမှာအုပ်ချုပ်ရေးမှုတွေယာယီမှုတွေနဲ့စစ်ကောင်စီအရာရှိသားသမီးတွေနဲ့သူတို့ရဲ့မိသားစုဆွေမျိုးတွေပါမပါတော့အတိအကျမသိရသေးပါဘူးကိုယ့်ရဲ့ကလေးကတော့မရောက်သေးဘူးပေါ့နော်တချို့ဟိုတချို့ဆိုအဲ့လိုအမှတ်နေအဲ့မဆင်နေတဲ့သူတွေဆိုရင်တချို့ဆိုငိုသွားတာပေါ့နော်ဒီကောင်ကတားလေးပါသွားတဲ့ခါညာပေါ့နော်အဲ့လိုတန်နေတော့ချားပါလေရှင်မဲနိုင်ပြီးတဲ့နောက်စစ်မှုတန်းဖို့ထွက်ပြေးတိတ်ချောင်တာမလုပ်ဖို့မိသားစုဝင်တွေကခံဝင်ထိုးရမှာဖြစ်ပြီးထွက်ပြေးရင်ခံဝင်ထိုးထားတဲ့မိသားစုဝင်တွေကဖမ်းဆီးခံရမှာဖြစ်ပြီးတမိသားစုလုံးရှောင်တင်းသွားပါကနေအိမ်ကိုချိတ်ပိတ်မယ်လို့ပြူစောထီတွေရဲ့ချင်းချောက်ခံရမှုတွေရှိနေတယ်လို့လည်းမဟာအောင်မြေမြို့နယ်အရှေ့ပိုင်းကဒေသခံတွေကပြောပါတယ်အာဏာရှင်အောင်ဦးတန်းရွှေပြင်ဆင်အတည်ပြုခဲ့တဲ့စစ်မှုထမ်းဥပဒေကိုလက်ရှိစစ်အာဏာရှင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အာဏာသိမ်းပြီး3နှစ်အကြာ2024ဖေဖော်ဝါရီလမှာအသက်သွင်းခဲ့တာပါ။အဲ့ဒီဥပဒေအရအသက်18နှစ်ကနေ35နှစ်ကြာလူငယ်တွေကိုအဓိကပြစ်မှတ်ထားပြီးနိုင်ငံအနှံ့မှာနှီးမျိုးစုံနဲ့စစ်သားသစ်စုနေတာဖြစ်ပါတယ်။ရက်တိုစစ်တင်နှံပြီးလက်နက်တပ်ဆင်ပေးတာနိုင်ငံတော်ဝန်ကတိုက်ပွဲဖြစ်ပွားနေတဲ့နေရာတွေစီအသေးခံစစ်သားအဖြစ်စီလို့ခဲ့ရတဲ့စစ်မှုထမ်းတင်နန်းစင်တွေထွက်ပြေးတာအဖမ်းခံရတာတေဆုံးထိခိုက်တာတွေစတဲ့ဖြစ်စဉ်တွေများစွာလည်းရှိနေပါတယ်ဘယ်လိုပတ်သက်ဆိုင်လား